ส่งคอนกรีตอีกแล้วครับ EP 2อันนี้ส่งปูนไม่ได้แล้วครับนะเชฟแมนตอนที่เข้ามาเข้าแพนมันลื่นกับฝนตกใช่ลื่นเลยติดหลุมเรียบร้อยเลยใช่กูเวลาทุ่มมาบ่ได้อันนี้เขาบอกนี่เลยนี่มันยังขยับอยู่เลยอ่ะเพราะอะไรวะดูว่าโอ้งายอ่ะดูเท้านูตะเต้านูไอ้บอลงาหน่อยปูติดหลุมนะครับนะงาทุ่มมาถึงงาเขาบอกนี่เลยช่วงนี้ก็นี่เลยก็อันนี้มาแม่งติดหลุมขนาดไหนวะงาอังกฤษสโลงานี่ไม่ทาหรอกเลยล่ะแช่หลุมดูเอามาดีแต่ตายจี้แดงหลุมตัวเฟรดไม่ยากรู้เลยแต่ข้อหาก็มันคว่ำนะครับลื่นแล้วยางก็มันหมุนนะเอียงแสดงว่าคือลื่นแล้วขุ่นนะครับนะดีชาจี้มาเส้นชีเลยชีแจงจี้มาคือ yes no เนี่ยပြထားတယ်နော် yes no ပြတာအဲ့ဒီမှာ yes ဆိုတဲ့စလုံးကိုyes ကိုနှိပ်လိုက်မှာအဲ့ကြမှာ तू ช่วงนี้ก็เป็นมิถุนาเรียกว่าแผนการကိုနှိပ်ဖို့သူပြောมิถุนา7ရှမ်းပါใช่ติดลมတမျိုးလေးဖြစ်သွားနော်ဟုတ်တော့လည်းမတူတော့နော်ลื่นแต่ตอนตะမျိုးကไอ้လေကငါအဲ့မမျိုးနဲ့ไม่รู้นะครับนะနှိပ်เลยပြီးတော့ငါပတ်ထငါต้องดันเองหรือไอ้เช็ดแมนခဏလေးပဲသူပတ်ထငါခဏလေးအဲ့ဒီမှာဒါကကိုထုတ်တယ်ထုတ်တယ်နှိပ်တယ်ဒါကထုတ်တယ်ထုတ်တယ်ဒါကဆက်လာဆက်လာကျေနပ်တယ်အထမလာအဲ့ဒီဘယ်မှာအဲ့ဒါဘယ်လောက်ရှိလဲဘယ်မှာဟောလာအဲ့ဒီပတ်မဆောင်တယ်အဲ့ဒီဘယ်မှာပတ်လောက်ရှိတယ်ဒီပုံးမှာရှာလို့ရတယ်ဒီနာပုံးอ่ะသူတို့ပတ်မထည့်တာဘူးติดหลุมก็ด้วยလို့တမလည်းညီမလို့တမလည်းခုနေရှိတယ်လေခုနေရှိရဆိုတော့ညီမသူတို့လာကုန်ပြီဆိုပတ်တန်းရထုတ်တယ်ဟုတ်အဲ့ဒီလာတယ်လို့ညီမတရားကြောတယ်နော်အဲ့ဒီလေရတယ်သူကဘယ်လိုလဲဆိုတော့သူတို့တွေကအဲ့ဒီဘယ်တော့မှမနှံ့ရဘူးလေဒါကကိုလည်းနှံ့ရဘူးခဏဒီတိုင်းထုတ်ပြတာမဟုတ်ဘူးညီမကတည်းကပေါ့နော်ညီမဘောရဘူးလုံးမပြရဘူးဒီကပတ်ထုတ်ပြတာညီမအဲ့ဒီညီမဘယ်လဲလို့ပြောတယ်ไม่ได้เลยဘယ်လဲလို့ညီမနေတယ်ดูအဲ့လိုဘယ်လဲပြောတယ်လေဘယ်လဲပြောတယ်ညီမအရှိမလို့အဲ့ဒီအရှိမ ATM ပုံးရှိတယ်လားရှိတော့ဒီကဘာသာထုတ်တယ်ဒီတန်းစီနေတာဒီမှာအမှจะไปเข้าแพนยังไงได้ရှိရလားရှိတယ်လေဒါတော့ဒီနေ့ထုံးနောင်လေးတော့အဲ့ဒီဘန်မောကပုံးသွားတာဖြစ်မှာပေါ့ဗျာแพนไปအဲ့ဒီဘန်မောညာတော့ငါဟိုအင်္ဂလိပ်စာမှာတိတ်တယ်လေต้องไปเรียกเขาအင်္ဂလိပ်စာထိလာတော့ငါသိတယ်လေအင်္ဂလိပ်စာကြတော့အင်္ဂလိပ်စာကြတော့သူအဲ့မှာအကုန်လုံးရေးထားတယ်ခုနပတ်သက်ထုတ်လို့မရဘူးပတ်သက်မရှိဘူးဝမ်းနေပါတယ်သူ sorry เห็นไหมเห็นทำน้ำสีขาวๆไว้น่ะใช่คือแสดงว่าคือแผ่นปูนนะเองพวกแผ่นก็ကိုနှုတ်ပြီးတော့ပြန်လာလေโฆษณาซะงั้นရှမ်းစာကြီးကတော့ဒီကောင်ခေါ်သွားဘေးရမို့ရှမ်းစာကြတော့ဘာမတတ်ဘူးလေโฆษณาไปที่แผ่นปูนก่อนဒီကတော့အဖေတဲ့မရဘူးတဲ့ထုံးတယ်သူကတော့တန်းပြောတာပေါ့ရေးတာလားဒီကြည့်ပြီးတော့လေแผ่นปูนนั่นน่ะเห็นทางสีขาวมาအင်္ဂလိပ်စာရှိတယ်ဒီမှာကျတော့အင်္ဂလိပ်စာရှိတယ်ဒီแผ่မှာนปูนนะเฮ้ยต้องไปเรียกเขาก่อนไปทางไหนก็ได้ไม่แต่ช่างไปก่อนเป็นเรื่องအဲ့ဒါမှနေရာတကာသူ့ကိုခေါ်သွားတာညီမคนส่งรถหมดแล้วมั้งไม่อยู่อ่ะใช่ไม่อยู่แล้วมั้งตอนแรกออกมาคันหนึ่งนะใช่มันหมดแล้วมั้งคนเดียวเลยเสียใส่น้ำเลยด้วยล่ะแล้วอันนี้เช้านะครับนะเช้าแล้วก็สมบูรณ์ตอน6 โมงใช่โอ้ไม่อยู่แล้วอ่ะ
သူဝင်းပြောရင်တခေါ်မဲ့တိုင်းတော့နားလဲတယ်နော်အဲ့ဒီရှမ်း อยู่แล้วอ่ะใช่แผ่นปูน ငါဟိုတကပြောပြမှာပဲယူအဲ့ဒီဟုတ်တတိမှာအဲ့ဒီအဟောင်းကြီးဘက်မှာလေ ใช่รถปูนยังไง အဲ့ဒီမှာဟိုကြောင်သာဝယ်တယ်လေကြောင်သားဖို့ คนที่เป็นนักงัดชั่งน้ำหนักใครเป็นไหน အဲ့ဒါငါအဲ့ဒီဆိုင်မှာငါပြောတာပေါ့အဲ့ဒီဆိုင်မှာဟိုအတော်လို့ငါရှမ်းလို့ပြောတာပေါ့အတော်လို့အဲ့ဒီ หืม ကြောင်သာပေါ့နော်ငါရှမ်းလို့ပြောတော့ရှမ်းလို့ပြောတော့ငါရှမ်းလို့ပြောတာပေါ့ป้ามีอาหาร ร เหมีย ถ ว ปูนหมดแล้วมั้ง มีไหน มันอาจจะอยู่เนียนๆน่ะ อาหารเหมียวมีใหม่ตู้ပြောတာဟင်းနဲ့သူပြောတယ်ဟဲ့ငါအဲ့လေကြာငါစိတ်ပြီးတော့အဟံမြောင်မီးမိုင်ပငါပြောတာတော့ကြောင်သာရှိလား กูไม่อยู่ ငါအဲ့ဒါခဏခဏပြောတာပေါ့အဟံမြောင်မီးမိုင်ဟင်းသူပြောတယ်အဲ့လေကြာလူဘွားကြီးတယ်ဒီကောင်ပြောတာပေါ့သားလေးပြောတယ်လို့ तू ကပြောတယ်တခါ तू ကပြောလိုက်တာရိုင်းအဟံမြောင်မီးမိုင် รถปูนไม่อยู่แล้วอ่ะเอากี่โจมถึงยอด รถปูนประมาณมีอยู่หลายคันนะประมาณ100 คันอ่ะใช่100 ဒီ คัน ကောင်ပြောတာလည်းဒီအဟံ ใช่ ငါပြောတာလည်းဒီအဟံ ไปหมดเรียบร้อยละ ဘာဖြစ်နာဘာဖြစ် เซ็งเลย စိတ်ထဲ จบยังไงวะ သူပြော ไม่ได้การละ အဲ့ဒီအောင်လည်းပြောလိုက် โอ้ขึ้นลาขึ้นหนึ่งแล้วด้วย အဲ့ဒါဘယ်နှခေါက်ယူမလဲ เซิร์ฟเอาใหม่ အဲ့ဒါဒီခေါက်လောင်လည်းလောင်နေတာပဲတစ်ခေါက်ကို3တယ် อ้าวสามารถเราก็กดโฆษณาอีกแล้วนะครับนะถ้าเกิด 发现如果 you need Robux for it. So I just scan. ပေးပါပြီ Here, try this app. ပေးပါတော့ คุณก็ไปกดที่แก้ไขออกเกม แล้วมัน အဲ့ ก็ ဒီကြောင်ရှိ ป တော့ ก ဒီမှာ ติ ဘာ แล้ว ကျွဲ นะค မှ รับ မရှိဘူး อ่า ညဆိုလို့ရှိရင်ဒီမှာအခန်းထဲဝင်ပြီးတော့ แล้ ပု ว တိပု คุ တ ณ န်နဲ့ ก็ နေတာထိုင်တာ ใครคิดว่า ဒီကြောင် EP 2เนี่ยมันติดหลมเลยติดหลม ตอน6 โมงส่งปูนละအေးကျမ်းလိုက်လေကျမ်းလိုက်လေကောင်ကြောင်လဲဝါတယ်ဒီမှာဟိုသားတွေ มันมีการเปลี่ยนรถปูนด้วย โอ้จะซื้อพอดีเลยอะไอ้รถปูนคนไหนอะโอ้ยี่ห้ออะไรวะเนี่ยจะโอ้สวยกันอยู่นะเนี่ย 30 อยากได้คันนี้แต่ตังค์ไม่พอเท่าไหร่ 30ဆိုရင်လောက်လဲ หัวเรือ ဟုတ်ကို4တော့ပေါ့ โอ้ ပြောတော့ပေါ့ ฮะหัวรถตู้ 4တော့နေ ก็ ရာ มี တော့ပေါ့ คิดว่าต้องกดแก้ไขออกเกมอ่ะ ก็ได้อย่าลืมกดไลค์กดแชร์ Subscribe คอมเมนต์ด้วยนะครับนะ กดกระดิ่งด้วยสำหรับนี้ขอจบแค่นี้ครับ บ๊ายบาย အဲ့ဒီကြောင်သာတွေက